ရွှေဘရုံချချက်ကိုလေးဟုံလာစေကကညာနဲ့သွေးမွေးဖွားလေလားစိတ်ဝဲဦးတော်လာလေလာတဲ့တထားရဲ့ဟမှုသဘောကြွယ်အချောလာရဲ့နဲ့အပြောကလည်းကျွေတဲ့မသေးဝါလုံးကလေးကိုတော့တုံညပါလို့ပြုံအောင်ပြောပြီးတုံညလေးကိုပဲခဏတွင်းမှာလာမင်းပါလို့ပြောင်းလေးပြောရလေစကားပြောကောင်းနေမသေးခုတလုံးနေသူသဘောချီပြောင်းပြီးမယ်သူအပြောတွေကောင်းနေခဲ့လို့သူ့ပေါ်မညူစုဟာစင်လားနှဖျားရှင်ကကျင်းနေမဲ့ကြောင်းရင်ကတွေ့ပြောင်းလင်ကပွဲဆောင်လို့တန်းသူနေရှိတဲ့ဖွယ်လေးရှိရတမျိုးနောက်ွယ်တမျိုးနဲ့သူစကားမူယုံစားမိပါပြီးသေးရဲ့မောင်လူမူသာထေဝဲသူစကားတေနဲ့ခုများချင်းခတ်သူမူအစင်တကယ်အမြဲရှင်ဝဲသေးမှကြည်ဘူးဒါပေမဲ့လေပင်လေလေးမှာရည်ရှိတဲ့ဆိုရင်တော့ပြေးချီပြီးမှယုံမဲမသေးရွှေဘရုံချချက်ကိုလေးဟုံလာစေကကညာနဲ့သွေးမွေးပွားလေလားစိတ်ဝဲဦးတော်လာလေလာတဲ့တထားရဲ့ဟမှုသဘောကြွယ်အချောလာရဲ့နဲ့အပြောကလည်းကျွေတဲ့မသေးဝါလုံးကလေးကိုတော့တုံညပါလို့ပြုံအောင်ပြောပြီးတုံညကလေးကိုပဲခဏတွင်းမှာလာမင်းပါလို့ပြောင်းလေပြောတယ်လေစကားပြောကောင်းနေမသေးခုတလုံးနေသူသဘောချေပြောင်းပြီးမယ်သူအပြောတွေကောင်းနေခဲ့လို့သူ့ပေါ်မညူစုသာဝဇင်သာနှဖျားရှင်ကကျင်းနေမဲ့ကြောင်းရင်သာသွေးပြောင်းအလင်ကပွဲဆောင်လို့တန်းချိုးနေချစ်တဲ့ဖွယ်လေးသူရှိရတမျိုးနောက်ွယ်တမျိုးနဲ့သူစကားမူယုံစားပြီးပါပြီးသေးရဲ့မောင်လူမူရာထေဝဲသူစကားတေးနဲ့အခုများချင်းခတ်သူမူအစင်တကယ်အမြဲရှင်ဝဲသေးမှကြည်ယူ
ချီပြီးမှယုံမေမတဲ့